ဘယ်လိုပြောထွက်ရတာလဲလမ်းခွဲစကားတွေကိုနေပါစကားပြောထွက်မယ်လို့ငါမထင်ထားခဲ့ဘူးအရင်ကချစ်တယ်ပြောတဲ့နှကမ်းပါလေးကလည်းအခုတော့မုန်းတဲ့တန်များကြတယ်ငါနားလည်းမခံနိုင်ပါနေပြောရထွက်သွားငါအနာတော့ရှိနေတာမပြောတော့ဘူးလားပြောပါဆွေငါခံစားသမျှတွေနေမြင်မှာဆိုလိုပါပြုံးလို့ထားပါတယ်နေရမလို့ငါရဲ့ချစ်တဲ့နေပတ်ဆိုရင်ယနေ့တက်တီးတိုက်ပွင့်လန်းဆဲပါဘယ်တော့မှပြောင်းလဲမှာမဟုတ်ကျင်နာတွေကရင်တိုင်းပဲကွာငါမသိလို့ကူမိတာပါနေငါတကယ်တော့မြင်ပန်းပဲကွာငါရင်ခွင်နေမပြောတော့တော့နောက်တစ်ယောက်ပြောင်းလဲရင်မနာပဲငါကျင်နာတယ်အရင်လို့နမ်းရှိုက်ရှင်တဲ့နေစီကတနခါနဲ့လေအဲ့လောက်တိရက်ဆက်တာတော့ငါရင်ခွင်ကမှတ်သားတတ်သေးဝုတ်တင်ပတ်ရောက်နေတာတော့ငါနှလုံးသားကပတ်ကြအနေနေတွဲတဲ့အဲ့ဒီကောင်ကငါလောက်ကောင်းလားဆန်းသက်ကြည့်လေနေသွားပါပြောရကိုထွက်သွားပါနေပြောဖို့အတွက်ဆိုရင်ပြုံးထားမယ်လှဆုံးငါရှုံးများကိုရင်ဝဲပိုက်ကနေခဲ့ရတာဒီငတ်တုံးမှာတဲနှစ်အောင်ချစ်ခဲ့ရတော့ခွဲခဲ့ရပြီးငါနှလုံးသားငါနင်းကမမုန်းပါတက်ခွက်လဲငါပြုံးနေတာနင်းမသိပါကွဲနေတဲ့ငါတဲကိုတော့နာပလာစတာကက်လဲနာတွေကမချမ်းနိုင်ပဲခုချိန်ဒီကိုကိုက်နေတယ်ငါဘက်ကိုကြည့်စမလို့ဘူးနေပြောဖို့ကဒီကနေပြောရထွက်သွားပါတယ်ငါအနာတော့ရှိနေတာမပြောတော့ဘူးလားပြောပါဆွေငါခံစားသမျှတွေနေမြင်မှာဆိုလိုပါပြုံးလို့ထားပါတယ်နေရမလို့ငါနေပြောရထွက်သွားပါတယ်ငါအနာတော့ရှိနေတာမပြောတော့ဘူးလားပြော